Crypto နဲ့နိပညာလောကမှာဒုတိယမျိုးဆက်ဖြစ်တဲ့ Ethereum ကိုပူးထိုင်ထောင်ခဲ့သူကမ္ဘာအကြီးဆုံး Proof of Stake တစ်ခုဖြစ်တဲ့ Cardano ကို Third Generation Blockchain အဖြစ်ဖန်တီးနိုင်သူ Charles Hoskinson Cardano 80ရဲ့အကြောင်းကိုပြောပြပေးချင်ပါတယ်။နိပညာလောကမှာထူးခြားတဲ့အယူဆတွေနဲ့လူသိများတဲ့ Charles Hoskinson ကို1989ခုနှစ်နိုဝင်ဘာလ9ရက်နေ့အမေရိကန်ပြည်ထောင်စုဟာဝိုင်အီကျွန်းမှာမွေးဖွားခဲ့ပါတယ်။ဆရာဝန်မျိုးရိုးကစဉ်သက်လာခဲ့ပေမဲ့ဆေးပညာလောကထဲမရောက်ပဲခြားကတော့အမေရိကန်လူမျိုးနည်းပညာနဲ့သင်္ချာပညာရှင်တဦးဖြစ်ခဲ့တာပါ။2013ခုနှစ်မှာတော့ခြားဟာ Crypto လောကတွေကိုစတင်ဝင်ရောက်ခဲ့ပြီးတော့ Bitcoin Education Project ကိုစတင်တည်ထောင်ခဲ့ပါတယ်။အဲဒီနောက်မှာတော့သူဟာ Ethereum ကိုVitalik Buterin နဲ့အတူပူးတွဲတည်ထောင်ခဲ့တဲ့ Founder 8 ဦးထဲကတဦးဖြစ်လာခဲ့ပါတယ်။ဒါပေမဲ့ Ethereum ကို Non-profit အဖြစ်ထားခြင်းနဲ့ Vitalik နဲ့ For Profit အဖြစ်သွားခြင်းနဲ့ခြားတို့ကြားမှာသဘောထားကွဲလွဲမှုတွေဖြစ်လာတာကြောင့်2013-2014ခုနှစ်မှာ Ethereum ကနေနှုတ်ထွက်ခဲ့တာပါ။အဲ့ဒီလိုနှုတ်ထွက်ခဲ့တဲ့2014ခုနှစ်မှာပဲ Jeremy Wu နဲ့အတူယခု Import Output Global တွေကိုတည်ထောင်ပြီးတော့သူ့ရဲ့ကိုယ်ပိုင် Blockchain ဖြစ်တဲ့ Cardano ကိုစတင်အကောင့်အထည်ဖော်ခဲ့ပါတယ်။ Platform ရဲ့နာမည်ကို16ရာစုအစောပိုင်းအီတလီသင်္ချာပညာရှင် Girolamo Carrado ကိုဂုဏ်ပြုပေးထားတာဖြစ်ပြီးNative Token ဖြစ်တဲ့ ADA ကိုတော့ကမ္ဘာပထမဆုံး Programmer အဖြစ်သတ်မှတ်ခံရတဲ့ Ada Lovelace ရဲ့နာမည်ကိုယူထားခဲ့တာပါ။အဲ့ဒီနောက်မှာတော့ Carrado ကို Third Generation Blockchain လို့သတ်မှတ်ပြီးတော့ Bitcoin First Generation နဲ့ Ethereum Second Generation တို့မှာရှိတဲ့အားနည်းချက်တွေကိုပြုပြင်ဖို့ကြိုးစားခဲ့ပါတယ်။ဇာဟာတဘာဝပတ်ဝန်းကျင်ကိုထိခိုက်စေတဲ့လျှက်စစ်စွမ်းရည်အလွန်အကျွံသုံးစွဲမှုကိုရှောင်ဖို့အတွက် Proof of Stake ဆိုတဲ့နည်းပညာအသစ်ကိုအသုံးပြုခဲ့ပါတယ်။ Bitcoin လိုမျိုးလျှက်စစ်အားအများကြီးသုံးပြီး mining လုပ်စရာမလိုပဲကိုပိုင်ဆိုင်တဲ့ ADA ကိုအသုံးပြုပြီးတော့ eco-friendly ဖြစ်တဲ့နည်းပညာကိုစတင်ခဲ့တာပါ။ဒါတင်မကပဲသူဟာနည်းပညာကိုနည်းပညာသက်သက်အဖြစ်မကြည့်ပဲလူသားတွေရဲ့လူမှုဘဝပြောင်းလဲရေးအတွက်လက်နက်တစ်ခုအဖြစ်ရှုမြင်ခဲ့ပါတယ်။ဒါကြောင့်လဲအာဖရိကနိုင်ငံတွေဖြစ်တဲ့အီသီယိုးပီးယားလိုနေရာမျိုးတွေမှာကျောင်းသားတွေရဲ့ကိုယ်ရေးရာဇဝင်မှတ်တမ်းတွေကို blockchain ပေါ်တင်ပေးနိုင်ခဲ့တဲ့ project မျိုးတွေအထိပါအကောင့်အထည်ဖော်နိုင်ခဲ့တာပါ။အခုချိန်မှာတော့ Charles Hoskinson ဟာ Wyoming ပြည်နယ်ကနေသူ့ရဲ့ကျွဲနွားမွေးမြူရေးခြံမှာအေးအေးဆေးဆေးနေထိုင်ရင်းနဲ့ပဲ YouTube channel ကနေ community နဲ့အမြဲတမ်းတိုက်ရိုက်ထိတွေ့လေးရှိပါတယ်။ Ethereum ခေလာလို့တောင်တင်စားခေါ်ဝယ်နေကြတဲ့ Cardano ADA ဟာနည်းပညာပိုင်းအရာအလွန်ခိုင်မာပြီးရေရှည်တည်တံ့မဲ့ blockchain တစ်ခုဖြစ်လဲ Crypto လောကမှာနေရာယူထားပါတယ်။သူရဲ့ Cardano ဟာအနာဂတ် Web3 လောကအတွက်ခိုင်မာတဲ့အုတ်မြစ်တစ်ခုဆိုတာလဲညှင်းမရတဲ့အချက်တစ်ချက်ဖြစ်နေပါတယ်။သူဟာဝေဖန်မှုတွေကိုပြက်ပြက်သားသားတုံ့ပြန်တတ်တယ်လို့သူ့ရဲ့ရည်မှန်းချက်ဖြစ်တဲ့တကမ္ဘာလုံးဆိုင်ရာဗန်နာရေးနဲ့လူမှုရေးစနစ်တွေကိုပြောင်းလဲပစ်တဲ့ Global Operation System တစ်ခုဖန်တီးဖို့ရာအတွက်လဲအရှိန်အဟုန်နဲ့ဆက်လက်ရှောက်လန်းနေသူပါ။ခြားရဲ့ဘဝဇာတ်လမ်းဟာအယူအဆကွဲလွဲမှုတွေအခက်အခဲတွေကြားကနေကိုယုံကြည်ရာကိုသိပ္ပံနည်းကျကျခိုင်ခိုင်မာမာတိဆောက်ပြခဲ့တဲ့စံပြပုဂ္ဂိုလ်တအုပ်ပဲဖြစ်ပါတယ်။တို့ဘဟုတုတရဆရာတွေကိုသိရှိဖို့ ACA YouTube Channel လေးကို Subscribe ထားခဲ့ပေးပါဦးနော်။ထက်နဲ့အတူနောက်ထပ်ဗီဒီယိုမှာပြန်တွေ့ကြပါမယ်ရှင်။